ကျုပ်တို့စဉ်းကျင်နေတဲ့သူတွေကလည်းဗျာနော်ကိုကြီးဆိုလို့ရှိရင်နေ့တိုင်းကိုကိုကြီးအမြဲတမ်းစကားပြောရတယ်နော်တယောက်ပြီးတယောက်မင်းကလေးမို့ရင်ယောက်ျားလေးနော်ဦးမို့ရင်ကိုဦးမဟုတ်လို့ရှိရင်တော်ဖွားတို့များကိုပြောရတယ်ဘာလို့သူတို့ကတကယ်တမ်းတော့ဝမ်းချုပ်တာထက်သူတို့ဘာလို့ဆိုဝမ်းသွားရတာအားမရဖြစ်တာပေါ့နော်အခုကြည့်နေတဲ့အကိုတို့မှဦးတော်တို့တဲမှရောဝမ်းသွားတာအားရမှုမရှိဘူးကျင်နှက်မှုတွေမရှိဘူးဝမ်းတစ်ခါတော့လိုက်တိုင်းမှာပေါ့ပလန်းဆန်းပြီးတော့ဟာကလေးဟင်းကလေးနဲ့ပေါ်ပါကြီးမဖြစ်နေဘူးဖြစ်နေလားအဲဆိုရင်တော့ကိုညိုတွေဒါစိတ်ကူနေပေါ့နော်ဘာလို့ကိုကြီးကမှဆိုလို့ရှိရင်တော့ဒါလူအများတော်ကြိုက်ကြတဲ့ဒီ ready juice လေးရှိတယ်နော်ဒါသူကတော့ဒါအသီးပန်း32မျိုးနဲ့ထုတ်လာတဲ့အသီးပျော်ရည်လေးဖြစ်တယ်ဒါမနေ့ကနေပြီးတော့သွားတဲ့အမားတယောက်ဆိုလို့ရှိရင် तू ကအသီးအရွက်တွေရောလားတဲ့နော်အဓိကဟုတ်ပါတယ်နော်သူကတော့အသီးပန်း32မျိုးနဲ့ထုတ်လာတဲ့ချော်ရည်လေးပါချော်ရည်တစ်ခွက်ကိုတောက်နေရတဲ့အတိုင်းပဲ fiber အမြင်တက်တွေအများကြီးပါတယ်ဘာကြောင့်လဲဆိုကိုညိုတွေကဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီတက်ကြီးရိုးတွေဒါအသီးနှံတော့ဘောနော် fiber လို့ခေါ်တဲ့အမြင်တက်အသီးအရွက်ဆေးအဆန်တွေကိုစားတဲ့အခါမှာကိုကအစာမကြေဖြစ်တဲ့သူတွေအတွက်ပို့ပြီးတော့ကြိုက်ဟောဆို तू ကဝါးစားစရာလည်းမလိုဘူးရိုးရေတစ်ခွက်နဲ့ဖြောသားရုံပဲအဲ့ဒါဆိုလို့ရှိရင်တော့ကိုညိုတွေရေတစ်ခွက်ထပ်တာအာဘာတွေကဝမ်းသွားရလိမ့်မယ်နော်အသီးရွက်တွေစားကျိုးတိုးသူတွေကြတော့အသီးရွက်နဲ့မတည့်ကြဘူးနော်အသီးရွက်စားလို့ရှိရင်သူတို့ကငါတို့ကဒီဘိုက်တွေပွားတယ်ဒီတွေချတယ်အစာမကြေဘူးပြီးလို့ရှိရင်နေရတွေခက်တယ်အဲ့လိုမျိုးတွေအတွက်ဆိုလို့ရှိရင်တော့ဒီ fiber လေးတွေကအရန်သုံးပေးတဲ့နဲ့အရန်တောက်ပေးတဲ့နော်သူကဘိုက်ပွားတာမရှိဘူးလေးပွားတာမရှိဘူးဘိုက်နာခြင်းမရှိဘူးဝင်လဲအရန်ကောင်းတယ်အနံ့လေးကလည်းအရန်ကောင်းတယ်အရသာလေးကလည်းအရန်တောက်လို့ကောင်းလူရသည်မျိုးမှာဆိုလို့ရှိရင်တော့နေခင်နေပူပူနဲ့ပြန်လာတဲ့အချိန်မှာဒီတဝဲဒီကျွတ်လေးတစ်ခွက်ကိုရေခဲရေလေးနဲ့ရိုးရေလေးနဲ့ရောပြီးပြောတောက်မယ်ဆိုရင်တော့အားကိုလူကိုလမ်းနှမ်းသွားတယ်နော်ဒီနေ့ဆိုလို့ရှိရင်လည်းကိုကြီးဒါနေပြည်တော်ကဒါအကိုတယောက်ပေါ့နော်သူ့ရဲ့ညီမတွေကဝမ်းသွားတာအားမရလို့တဲ့အဲကြောင့်ကိုကြီးတွေမှာ ready juice လေးတက်ပါကမှာယူသွားတယ်တော်မမဒီနေ့ဆိုလို့ရန်ကုန်တွေရောမန်လေးတွေရောပေါ့နော်မားလီတော်များများကိုရှိကြတယ်နောက်အခုကြည့်နေတဲ့မိတ်ဆွေတို့မှလည်းဝမ်းသွားတာအားမရဘူးဝမ်းကြံလို့ခံစားနေရတယ်အားပါးတွေကဝမ်းသွားခြင်းပါတယ်ဆိုတဲ့သူတွေပါတယ်ဆိုလို့ရှိရင်တော့ဒီ ready juice လေးကိုဒါအမြန်မှာတော့ပါသူကအထုံး20ပါတယ်ညီမငွေကျပ်4000နဲ့2000ကျပ်ပဲရှိနော်အကယ်၍လိုလုံးမိုင်းနေဆိုလို့ရှိရင်တော့3ညကို400 453 ခွန်နော်ဆက်ပြောပေးမယ်3ညကို400 453 ခွန်မှာဒါအထုံး20ပါတဲ့ ready juice လေးတစ်ပါကညီမငွေကျပ်4000နဲ့2000နဲ့မှာယူလို့ရတယ်ကိုယ့်ရဲ့ဝမ်းချုံတွေရဲ့ပြဿနာဝမ်းသွားတာအားမရတဲ့ပြဿနာကိုအမြန်ဆုံးဖြေရှင်းခြင်းတယ်အပါတွေကဝမ်းသွားခြင်းနဲ့အဖုန်ကြီးလိုက်အပင်းလိုက်နော်ဝမ်းသွားတာနဲ့ကိုလူမျိုးပေါ့ပါလန်းဆန်းခြင်းနဲ့ဆိုလို့ကျွန်တော်ဒီ ready juice လေးကိုဒါအမှန်တော့ပါလုံးဝတဘာဝစစ်စစ်ကိုတော့မှာဖြစ်တယ်ခိုင်းရပြီးညီမ FD ရရှိပြီးသားဖြစ်တဲ့အတွက်ရုံးစကြောက်တော့သုံးဆွဲလို့ရတယ်ဝမ်းနှုတ်စင်းနဲ့လုံးဝမတူပါဘူးဝမ်းနှုတ်စင်းမဟုတ်ပါဘူးသူကတော့ fiber အစားထိုးအသီးဖြော်ရည်လေးဖြစ်ပါတယ်လိုအပ်တယ်ဆိုလို့ရှိရင်တော့ခုနကပြောတဲ့ဖုန်းနံပါတ်ကိုအမြန်ဆုံးဆက်သွယ်မှာယူလိုက်တော့ဒလီလေးရုံးနေဖွင့်နေပြီအမြန်မှာလို့ရှိရင်တော့အမြန်ပို့ပေးလိုက်နော်ကျေးဇူးများတင်ပါတယ်